Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီနာချစ်စားမဲ့ဟင်းလေးကတော့ကြက်ဥပေါင်းပဲဖြစ်ပါတယ်အရန်ကိုစားလို့ကောင်းပြီးဆက်အီလေးနဲ့ချက်စားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးကတော့ကြက်ဥကိုအရင်စတန်ပိုင်းခောက်ထားရပါမယ်ကိုစားနိုင်တဲ့တလောက်ပေါ့နော်ဗီနာကတော့၄လုံးလုပ်ထားပါတယ်ပြီးအရင်ဦးဆုံးစီတက်ပါမယ်စီကအရန်ပူလို့မရပါဘူးနီးအေးလေးနဲ့ကြော်ပေးရမှာပဲဖြစ်ပါတယ်အရင်ဦးဆုံးမြုပ်တီးမုံကိုအရင်ထည့်ပေးပါမယ်ဒီကြိုင်မွေပေးရပါမယ်ဒီကြိုင်ဒီနေရာမှာတော့ရေအေးထည့်ရမှာပဲဖြစ်ပါတယ်ရေအေးထည့်ပြီးသွားပြီဆိုရင်စားထည့်ပေးရပါမယ်ကြက်သားမုံထည့်ပေးရပါမယ်ပြီးရင်soya sauce အငန်ပေါ့နော်အနည်းငယ်ထည့်ပေးရပါမယ်ပြီးကြရင် QC လေးထည့်ပါမယ်ထည့်ပြီးတော့ပြီးဆိုရင်နည်းနည်းလေးမွေပေးရပါမယ်မွေပြီးတော့ပြီးဆိုရင်တော့ခုနခောက်ထားတဲ့ကြက်ဥကိုထည့်လို့ရပါပြီကြက်ဥကိုထည့်ပြီးသွားပြီဆိုရင်နည်းနည်းလေးမွေပေးရပါမယ်မီးကလုံးဝအရှိန်နဲ့မချက်ရအောင်နော်မီးအေးလေးနဲ့10မိနစ်လောက်ထားပေးရပါမယ်အခုဒီလိုမျိုးပွက်လာပြီဆိုရင်တော့စားလို့ရပြီပေါ့နော်တကယ်ကိုစားကောင်းပါတယ်လှုပ်စားကြည့်ကြနော်ဒီချက်ဥကိုပေါင်းတဲ့ချိန်မှာပေါ့နော်အစအလေးဆုံးပြီးအေးနေပဲချက်ပေးရပါမယ်ပြီးရင်တော့နန်းပြင်းနဲ့ချက်သွမိတ်ကိုအနည်းငယ်ဖြူပေးပါမယ်ပူမွေးပြီးပူလာတို့ခံစားရပါတယ်ခုတော့စားလို့ရပါပြီမိနာလေးပထမဦးဆုံးချက်စားဖြစ်တာပေါ့နော်ဒါဒီလောက်စားကောင်းမယ်လို့မထင်ထားအောင်တကီးပေါ့ရာစားကောင်းတယ်ပြီးကြရင်လည်းအချိန်လည်းအလောက်ထိမကုန်ပြီးကြရင်ကုန်ကြလဲတက်တာပေါ့နော်ကျဥလေးလုံးဆိုဘလောက်မှလည်းမကြောက်ပြီးကြရင်စားလို့လည်းကောင်းတယ်ကြသမင်းတနတ်တော့အေးစေးရသွားပြီပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ် See you next video နော် Wow ဆက်လိုက်တော့ချက်ထားတာလည်း perfect ပဲအရန်လာအရန်စားကောင်းတယ်